ဒေါသထွက်ပြီးတော့ကျွန်တော် live လွှင့်တယ် live လွှင့်ခဲ့တဲ့အခါမှာကျွန်တော် live လွှင့်တဲ့အခါမှာကျွန်တော်ဒေါသထွက်သွားတယ်အဲ့တော့အဲ့ဒီຢာထဲမှာလည်းကျွန်တော်အဲ့ဒါကြောင့်ကျွန်တော် live ကိုကျွန်တော်ဖြတ်လိုက်တယ်အဲ့တော့ဒီနေ့မှာကျွန်တော်ကောင်းကောင်းမွန်မွန်လေးကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးခြင်းနဲ့ကျွန်တော်ဘာကောင်မှမဟုတ်ဘူးကျွန်တော်ဘာမှလည်းမဟုတ်ဘူးကျွန်တော်တကယ်ကိုဖခင်ယေရှုကိုချစ်တဲ့လူငယ်လေးတစ်ယောက်ပါပဲဒီလောက်ပါပဲယေရှုကိုချစ်တဲ့လူငယ်လေးတစ်ယောက်ကျွန်တော်တမန်တရားတွေဘယ်လောက်သိတယ်ပါတယ်ဆိုတော့လူလည်းမဟုတ်ဘူးကျွန်တော်ယေရှုကိုချစ်တဲ့လူငယ်လေးတစ်ယောက်ပဲပုံမှန်လူငယ်လေးတစ်ယောက်ပါပဲဒါပါပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဘယ်သူမှဝေမဖန်ပါဘူးကျွန်တော်ဒီထဲမှာဝေဖန်နေတဲ့အကြောင်းကျွန်တော်ဘယ်သူမှဝေဖန်နေဆိုတဲ့စကားကျွန်တော်စီမှာမရှိဘူးကျွန်တော်ကိုဒီဆရာတို့ကတကယ်ရှိမှာတော့ငါတို့ကိုသူများအကြောင်းမပြောနဲ့သူများအကြောင်းတွေဆိုစိတ်မဝင်စားဘူးသူများတွေဘာဖြစ်တယ်ဒါပေမဲ့ကိုနဲ့အစင်မပြေတဲ့သူတွေကိုတော့နောက်ကွယ်မှာဒီလူကဘာဖြစ်ပါတယ်ဒီလူကဘာပါဒီလူနဲ့မပတ်သက်ပါနဲ့မပတ်သက်ချင်အောင်လုပ်တဲ့သူတွေဘာလို့ဖြစ်အောင်လုပ်တာလဲဆိုတာကျွန်တော်နဲ့မနေ့ကဆရာတယောက်ဖုန်းပြောဖြစ်တယ်အဒီဆရာနဲ့လိုက်ခဲ့တဲ့သူဒီဆရာနဲ့သွားလာခဲ့တဲ့သူပဲသူ့ဆိုလို့ရှိရင်နောက်ကွယ်မှာမဟုတ်သူကြရပြောပြီးတော့ဒီခရိယန်လောကထဲမှာနေလို့မရအောင်လို့ပါလုပ်ခဲ့တယ်တကယ်တော့ဒီဆရာရဲ့ဘဝအင်မတန်တနာဖို့ကောင်းတယ်အဲ့လိုလူတွေကျွန်တော်စီမှာအများကြီးရှိတယ်ဒါပေမဲ့သူတို့တွေကမပြောကြဘူးဖះမျက်နှာကိုထောက်ပြီးမပြောကြဘူးဒါပေမဲ့ကျွန်တော်ပြောတယ်ဆိုတာကကျွန်တော်ပြောတယ်ဆိုတာအလကားပြောတာမဟုတ်ပါဘူးကျွန်တော်ဒီကနေပြီးတော့တောင်းပန်ခြင်းနဲ့ဆရာတို့လည်းအမင်္ဂလာမယူစေခြင်းကိုဆရာတို့ဒီတိုင်းသာဆက်လုပ်နေမယ်ဆိုရင်ဆရာတို့အတွက်ဖြစ်လာမယ့်အမင်္ဂလာအင်မတန်ကြီးရဲဆိုတော့ကျွန်တော်ကြိုမြင်နေလို့ပြောချင်ပါဆရာတို့ကဖះလူတွေပဲလို့ဆရာတို့ကအမြဲပြောကြတဲ့အတိုင်းပဲဆရာတို့ကဖះလူတွေပါဟုတ်တယ်မနော်ဆရာတို့ကဖះလူတွေဆိုလို့ရှိရင်ဖះလူဆိုရင်ဖះစီရင်မဲ့အမင်္ဂလာဖះနဲ့ပတ်သက်တဲ့သူတွေဖះအကြောင်းပြောတဲ့သူတွေတက်ပဲဖះအကြောင်းတက်ပဲပြောခြင်းတဲ့သူတွေကိုနောက်ွယ်မှာမပြောနိုင်အောင်လိုက်ပြီးတော့တိုက်ခိုက်တယ်လုပ်တယ်ဆိုလို့ရှိရင်တော့ဆရာတို့တို့အမင်္ဂလာပါလဲဆိုတော့ဆရာတို့ကောင်းကောင်းနားလည်မှာပါဆရာတို့ကောင်းကောင်းနားလည်မှာပါကျွန်တော်ဒီလောက်ပဲပြောချင်ပါတယ်ပြီးတော့ဒီမှာရှိတဲ့လူငယ်အားလုံးလည်းကျွန်တော်ပြပြချင်တယ်နာမည်ကြီးတိုင်းဖះသုံးတာမဟုတ်ဘူးနာမည်ကြီးတိုင်းဖះသုံးတာမဟုတ်အပြောကောင်းတိုင်းဖះသုံးတာမဟုတ်ဘူးဓမ္မရာဆိုရင်စတုတ္ထစာဆောင်ကျွန်တော်ဖတ်ကြည့်တဲ့အခါမှာနာမည်မကြီး sorry တကယ်ကိုမှဖះနဲ့မသွားလာပဲနဲ့ဖះကိုပြစ်မှားတဲ့ဘယင်တွေအများကြီးပဲဘယင်တော့ဖြစ်တယ်နော်ဘယင်တော့ဖြစ်တယ်ဒါပေမဲ့ဖះကိုပြစ်မှားပြီးတော့မှဖះလူမျိုးတွေကိုလမ်းလွဲစေတဲ့ဘယင်တွေအများကြီးပဲဒါပေမဲ့သူတို့မျိုးရိုးကတကယ်မလှခဲ့ဘူးအဲ့တော့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ဒီဘက်အခြေအနေအားလုံးဒီဘာလဲဆိုတော့ကျွန်တော်တို့အားလုံးဒီတကယ်တမန်တရားနဲ့လူတွေမယုံကြည်တဲ့သူတွေကိုကျွန်တော်တို့ကိုကြည်ပြီးတော့မှကျွန်တော်တို့ကတကယ်ကျွန်တော်တို့ရဲ့ဖခင်တကယ်ယေရှုခရစ်တော်ကတကယ်အသက်ရှင်ပါတယ်ဆိုတဲ့အရာကိုသိဖို့ပဲဖြစ်ပါတယ်အဲ့တော့နောက်ွယ်မှာအတင်းတုတ်တယ်နောက်ွယ်မှာဖြစ်တယ်ဘာဖြစ်တယ်ဆိုတဲ့အရာတွေပြောနေတာကဒီအကြောင်းတွေကိုမယုံကြည်တဲ့သူတွေကြားရင်အရင်ရှက်ဖို့ကောင်းပါတယ်ဒါလည်းကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တယ်ကျွန်တော်အများကြီးမပြောတော့ပါဘူးကျွန်တော်ဘာကောင်းမှမဟုတ်ဘူးအဲ့တော့ဆရာတို့ ministry ကလူတွေလည်းရက်ပေးပါအဲ့ဆရာတကယ်ခေါင်းဆောင်ဖြစ်တဲ့ဆရာကိုလည်းကျွန်တော်တကယ်ကိုပြောချင်ပါတယ်ဆရာကပြောတယ်ဆိုတဲ့အရာကျွန်တော်စီမှာ screenshot ရှိပါတယ် screenshot နဲ့ကျွန်တော်တည်တယ်ကျွန်တော်လာပြောကြတဲ့ဟာတွေလည်းရှိတယ်အဲဒါကြောင့်မလို့ကျေးဇူးတင်ပါတယ်အဲ့တော့မှဘုရားသခင်ကျေးဇူးတော်ကျွန်တော်ချီးမွမ်းတယ်ဒါပေမဲ့ဒီနေ့ဒီနေရာမှာပြောချင်တဲ့အရာအားလုံးကလူငယ်တွေအားလုံးတမန်တရားကျမ်းစာကိုသိကြဖတ်ဖို့လိုတယ်တမန်တရားကိုသိဖို့လိုတယ်မဟုတ်လို့ရှိရင်တော့ဒီလိုအာဘော်ကောင်းတဲ့သူတွေအပြောကောင်းတဲ့သူတွေနောက်ကိုပဲလိုက်သွားပြီးတော့မှဖះနဲ့ဝေးသွားမယ်ဆိုတဲ့အရာကိုပဲကျွန်တော်ပြောချင်တာဖြစ်ပါတယ်လို့ဒါကြောင့်မလို့အာဘော်ကောင်းတဲ့နာမည်ကြီးရဆိုရင်လည်းမလိုက်နဲ့အာဘော်ကောင်းတဲ့ဆိုတဲ့အတိုင်းလည်းမလိုက်နဲ့တမန်တရားစစ်မှန်တဲ့တမန်တရားဖြစ်ဖို့အရေးကြီးပါတယ်ဒါကြောင့်မလို့တမန်တော်ထဲမှာဒီရှင်ဘောလူတို့ကသွားဟောတဲ့အချိန်မှာတမန်တော်တွေသွားဟောတဲ့အချိန်မှာအဲ့ဒီအသင်းတော်ကလူတွေကဘာလုပ်လဲဆိုတော့တမန်တရားဟုတ်လားမဟုတ်လားဆိုပြီးတော့မှစစ်ပြီးတော့မှစစ်ကြည့်ပြီးတော့မှနားထောင်နေတယ်သူတို့ပြောတိုင်းမယုံတမန်တရားဟုတ်လားမဟုတ်လားဆိုတဲ့အရာကိုနားထောင်နေတယ်တေချာကြည့်ပြီးတော့ယေရှုတင်ပါတယ်နာမည်ကြီးတိုင်းဖះသုံးတာမဟုတ်ဘူးအာဘော်ကောင်းတိုင်းဖះသုံးတာမဟုတ်ဘူးနာမည်ကြီးပြီးအခုချိန်မှာတကယ်ကိုမှ influence ရှိတယ်ငါကခရစ်ယာန်လောကမှာဘယ်လို influence ရှိတယ်ဆိုတဲ့လူတွေကပဲလူတွေတော်တော်များများကိုဘဝပြတ်အောင်လုပ်နေတယ်ဆိုတဲ့အရာကိုကျွန်တော်ပြချင်တာဖြစ်ပါတယ်
ကျေးဇူးအများကြီးတင်ပါတယ်အားလုံးဖျားရှင်ကောင်းချီးပေးပါစေ